မင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ဝက်နံကင်ပြန်ချက်နီးလေးနဲ့ကျွန်တော်အားလုံးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဝက်နံကင်ပြန်ချက်လေးပေါ့နော်ဒီဝက်နံကင်နီးကွက်ခောက်ကင်နီးကတော့ကျွန်တော်ရဲ့ပေမှာတင်ထားတာရှိပါတယ်ဆိုတော့ကျွန်တော်ကဒီနေ့မှာအဲ့ဝက်နံကင်ကိုကျွန်တော်ပြန်ချက်လို့ရတယ်ကျွန်တော်ဝက်နံကင်ထမင်းပေါင်းလုပ်လို့ရတယ်ဆိုတာလေးသိသွားအောင်ဒီနေ့မှာတော့ကျွန်တော်ကဝက်နံကင်ပြန်ချက်နီးလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဆိုတော့ပါဝင်ပစ္စည်းလေးနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်ဒါကတော့ကျွန်တော်တို့ခရမ်းချီတီ3လုံးကြက်သွန်နီနှလုံးကိုကြိတ်ထားတာဖြစ်ပါတယ်ခရမ်းချီတီ3လုံးကြက်သွန်နီနှလုံးကြိတ်ထားမယ်ဒါကတော့ကျွန်တော်တို့ငရုတ်ရှင်လေးအသုံးပြုထားပါတယ်ကျွန်တော်ငရုတ်ရှင်လေးအသုံးပြုထားမယ်ဒီဘက်ကကျွန်တော်ငရုတ်ပွားလေးအသုံးပြုထားမယ်ဒီဘက်ကကျွန်တော်တို့ငရုတ်သီးအတောင်နီတော့မဟုတ်အချောက်သီးကိုကျွန်တော်အသုံးပြုထားဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဝက်နံကင်ပြန်ချက်ဆိုတော့နံကင်ကင်းမီသားနံကင်ကိုကျွန်တော်စီထဲမှာပွားလာအောင်ပြန်ကြော်ပေးရဖြစ်ပါတယ်ပြန်ကြော်ပေးပြီးတော့ချက်မှာဖြစ်ပါတယ်ဆိုတော့နံကင်ကိုကျွန်တော်စီပူပူထဲမှာကျွန်တော်ကြော်ကြည့်အောင်ပါနော်ဆိုတော့ကျွန်တော်တို့ဒီစီကကျွန်တော်ပူလာပြီဆိုတော့ကျွန်တော်ဒီဘက်ကနံကင်တွေကိုကျွန်တော်ခြေထဲမှာထည့်ကြော်မယ်ဆိုတော့ကျွန်တော်တို့ဝက်နံကင်ရပြီဆိုရင်ဆယ်ထားမယ်ကျွန်တော်တို့နိုင်ငံနဲ့ဆယ်ထားပြီးသွားပြီဆိုတော့နိုင်ငံပြန်ချက်စားပြီးတော့ကျွန်တော်ချက်လို့ရပါပြီဒီလိုမှကျွန်တော်တို့ကာလာစီထည့်မယ်ဂျင်းကျက်သွန်ဖြူလေးတွေစီတက်မယ်ကျွန်တော်တို့ကြိတ်ထားတဲ့ခရမ်းကျင်စီကျက်သွန်ဖြူလေးတွေထည့်မယ်ဆိုတော့ကျွန်တော်တို့ငရုတ်ရှင်ထည့်မယ်ငရုတ်စော်မဟုတ်ပါဘူးခင်ဗျာငရုတ်ရှင်ဖြစ်ပါတယ်ကျွန်တော်ငရုတ်ဒီအဖက်ဖက်လေးနဲ့ပြုလုပ်ထားတဲ့ငရုတ်ရှင်ကိုကျွန်တော်အသုံးပြုပေးတာဖြစ်ပါတယ်အဓိကတော့ဝက်နံကင်ရဲ့ကျွန်တော်မိတ်စော်ပေါ့နော်ငရုတ်ရှင်ကကျွန်တော်တို့ရေးထည့်မယ်ကျွန်တော်တို့အယုတ်ပြုတ်ရေးပေါ့နော်ပြူးစီလေးထည့်မယ်ကနန်းမုံလေးထည့်မယ်ကျွန်တော်ကြုံမုံလေးထည့်မယ်စားလေးအသုံးပြုမယ်ကျွန်တော်တို့စော်လေးဖြစ်သွားအောင်ကျွန်တော်လိမ့်နေအောင်ကျွန်တော်တို့လိမ့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီဘက်ကပါဝင်ပစ္စည်းလေးတစ်ခုအနေနဲ့အသုံးပြုထားတာကတော့ငရုတ်ဒီအချောက်တောင်းနဲ့ငရုတ်ပွားလေးထည့်မယ်စောစောကကြော်ထားတယ်ကျွန်တော်ဝက်နံကင်ခေါ်ကျွန်တော်ဝက်ခောက်ကင်ကိုထည့်မယ်ကျွန်တော်တို့ရေလေးပပထက်လိုက်မယ်ကျွန်တော်တို့နံကင်ထဲမှာအရသာဝင်သွားအောင်ပေါ့ရေလေးနဲ့ကျွန်တော်တို့နုနှက်ပေးတာဖြစ်ပါတယ်အားလုံးပဲဒါဆိုရင်ကျွန်တော်ရဲ့ဝက်နံကင်ကျွန်တော်ပြန်ချက်ရပါပြီပေါ့နော်ခန်းကြီးဒီအနည်းလေးနဲ့ကျွန်တော်တို့ငရုတ်ချင်းလေးနဲ့ပြုလုပ်တဲ့နံကင်ပြန်ချက်လေးဖြစ်ပါတယ်နံကင်ပြန်ချက်မှာအဓိကဆော့ကတော့ main ဆော့ကကျွန်တော်တို့ငရုတ်ချင်းဖြစ်ပါတယ်ငရုတ်ချင်းကိုအဓိကထားပြီးအသုံးပြုထားတာဖြစ်ပါတယ်ရပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရဲ့ဝက်နံကင်ဒီလေးဖြစ်ဝက်နံကင်ချက်နီလေးတောက်ဆိုထားတဲ့သူတွေကတော့ကြံတဲ့သူတွေကတော့ကျွန်တော်တည်သွားအောင်ပြန်လဲချက်ပြပေးတာဖြစ်ပါတယ်ဆိုတော့ဒီထဲမှာကျွန်တော်တို့ကြိုက်နှစ်တဲ့သူတွေဘက်ကကျွန်တော်နန်လေးတွေကိုအသုံးပြုရပါတယ်ကိုချက်ပြီးသွားတဲ့အခါပြီးကျွန်တော်လုံးပြီးချက်မဲ့အခါပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီချက်မှာကျွန်တော်တို့ရှမ်းနန်ကျက်သွန်မိတ်မြန်မာနန်လေးတွေကိုကျွန်တော်တို့အုပ်ပြီးအသုံးပြုလို့ရပါတယ်တချို့မကြိုက်နှစ်တဲ့သူတွေဘက်ကလည်းအသုံးပြုလဲကျွန်တော်တို့ဘာမှတော့မဖြစ်ပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and share လေးလုပ်သွားပြီးကျွန်တော်အားလုံးကိုတောင်းဆိုပါတယ်ခင်ဗျာကျွန်တော်ကိုအားပေးနေသူတိုင်းကိုလည်းကျွန်တော်အားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ